မြန်မာပြည်ကနေမလေးရှားနိုင်ငံကိုပို့ဆောင်တဲ့ 1kg ဈေးနှုန်းလေးတွေပါကျွန်တော်တခါတည်းရှင်းပြပေးချင်ပါတယ်မလေးရှားနိုင်ငံကိုပို့ဆောင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝန်ဆောင်မှုနှမျိုးနဲ့ပို့ဆောင်ပေးတယ်ဆိုတော့နံပါတ်1ဝန်ဆောင်မှုကကြတော့မလေးရှားနိုင်ငံမှာလူကိုယ်တိုင်သွားပြီးတော့ရုံးထုတ်ရမယ်ပေါ့နော်ဆိုတော့ဈေးနှုန်းလေးတွေပြောရမယ်ဆိုလို့ရှိရင် 5kg ဆိုလို့ရှိရင် 1kg ကို21,932ကျပ် 1kg ပို့မယ်ဆိုလို့ရှိရင်တော့ 1kg ကို21,139ကျပ် 30kg ပို့ဆောင်မယ်ဆိုလို့ရှိရင်တော့19,989ကျပ်ကျတင်မှာဖြစ်ပြီးတော့ 30kg နဲ့အထက်ပို့ဆောင်မယ်ဆိုလို့ရှိရင်တော့19,466ကျပ်ပဲကြတင်မှာဖြစ်ပါတယ်။ဆိုတော့ဝန်ဆောင်မှုတွေမှာဘာတွေပါတယ်ဆိုလို့ရှိရင်ရန်ကုန်မှာမြို့နယ်19မြို့နယ်မှာ ticket charges ကိုဝန်ဆောင်ကထပ်မံကောက်ခံခြင်းမရှိဘဲနဲ့အိမ်ရောက်ပစ္စည်းပါရောက်ကောက်ယူပြီးတယ်။ထုတ်ပိုးကထပ်မံကောက်ခံခြင်းမရှိဘဲနဲ့ PP ပတ်သက်ပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့ထုတ်ပိုးပြီးတယ်။အဲ့ဒီအပြင်မှာကျွန်တော်တို့ Phoenix Express ကြောင့်ပျက်စီးခြင်းပျောက်ဆုံးခြင်းဖြစ်သွားပါကကျွန်တော်တို့အာမခံပြီးတော့မှရုပ်ကြီးပြန်ပေးတဲ့အစီအစဉ်မှာပါဝင်ပြီးသားဖြစ်တယ်ပေါ့နော်။မေလမှာ discount နဲ့ coupon တွေရှိတယ်။ဒီပထမဆုံးပို့ဆောင်တဲ့အချိန်မှာ 3% discount ရမယ်။နောက်တစ်ချိန်ပို့ဆောင်တဲ့အချိန်မှာပြန်ပြီးသုံးလို့ရမယ်ပေါ့နော်။ 4% discount ရမယ် coupon လေးနဲ့ထုတ်ပေးတယ်။ဆိုတော့ဈေးနှုန်းကလည်းတင်းတင်းနဲ့ဝန်ဆောင်မှုကလည်းကောင်းတယ်အာမခံချက်ကလည်းရှိတယ်ဒီအပြင်ကိုဒီလထဲမှာ promotion လေးလည်းရှိနေတာမို့လို့ဒီဘောက်ပို့ဆောင်မယ်ဒီနေ့တော့မလေးရှားပေါ့နော်မလေးရှားကိုပို့ဆောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Phoenix Express ကိုအိမ်ကနေပဲ hello လေးလုပ်လိုက်ရပါတယ်ခင်ဗျ Phoenix Express ကိုဆက်သွယ်မယ်ဆိုရင်တော့ဖုန်း Facebook Page Telegram Viber တန်းညက်တက်ရာကနေဆက်သွယ်ပြီးတော့ဝန်ဆောင်မှုရယူနိုင်ပါတယ်ခင်ဗျာ